အားလုံးပဲမင်္ဂလာပါဆရာအကောင်မောင်မောင် channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့အကောင်မောင်မောင်ပါကျွန်တော်ရဲ့ channel မှာဓမ္မနဲ့ပတ်သက်တာတွေရွှေကျော်ဣစာတရားမဟိတိစေဂိုင်းတော်ကြီးနဲ့ပတ်သက်တာတွေကို reaction လုပ်ဖို့ကျွန်တော် post လေးတင်ခဲ့ပူပါတယ်အခုပထမဦးဆုံးအနေနဲ့ကျွန်တော် reaction video လေးတစ်ပုဒ်ကိုစာပြီးတော့လုပ်ပေးသွားမယ်ပေါ့နော်ကျွန်တော်ဆက်လုပ်ပေးမယ့်ဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒါ TikTok မှာတင်ထားတဲ့ဆရာမလေးတယောက်ရဲ့ဗီဒီယိုလေးကို reaction လုပ်ပေးမှာဖြစ်ပါတယ်ဒါကဆရာမလေးကိုအပြစ်ဆိုခြင်းမဟုတ်ပါဘူးအယူလွဲမှားတဲ့သူတွေဒါအမှားဆိုတာကသူတိုင်းမကင်းကြပါဘူးအမှားရှိကြတယ်ဒါလေးလာမှုအားနည်းတာကြောင့်တော့၎င်းဒါမှမဟုတ်လို့ရှိရင်အကြောင်းမျိုးမျိုးကြောင့်တော့၎င်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါဦးဆုံးပြောချင်တာကတော့ပေါ့နော်ကျွန်တော်ကဆရာမလေးကိုတိုက်ခိုက်ခြင်းနဲ့ရွေးချက်နဲ့မဟုတ်ဘဲနဲ့ကျွန်တော်ကအပြုသဘော reaction အနေနဲ့ပြီးတော့ဓမ္မဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဓမ္မလမ်းကြောင်းတွေကိုမှတ်သားရမယ့်အရာတွေကလွဲမှားပြီးအတိအမှတ်မှားသွားမှာကြောက်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီ reaction လေးကိုအပြုသဘောဆောင်တဲ့အနေနဲ့ကျွန်တော် reaction လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မှာအမှားပေါင်းများစွာရှိပါတယ်လူတိုင်းကတော့အမှားနဲ့မကင်းကြပါဘူးအဲ့တော့ကျွန်တော်အမှားရှိခဲ့သည်ရှိတော့လေကျွန်တော်ကိုဝေဖန်ထောက်ပြနိုင်ကြပါတယ်အားလုံးကိုကြိုဆိုလျက်ပါကဲအဲ့တော့ကျွန်တော်အခုဖွင့်ပြမယ့်ဆရာမလေးရဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်ဖွင့်ပြပေးမယ်ပေါ့နော်သူကတော့ဒီထဲမှာဘာအကြောင်းပြောထားလဲဆိုတာလေးကိုကျွန်တော်တို့ဒါဗီဒီယိုလေးနဲ့တွားကြည့်လိုက်ကြမယ်ပေါ့နော်ပြင်းပြိုင်နေဘုရားရမှာပြောရမယ်တိမ်မနဲ့ဆိုတာဗျာပြောရမယ်ဆိုရှင်ဟိုတိမ်ကြီးဆိုတာမာတုကာမကြီးတော့ဝင်လို့မရဘူးမင်းကလေးတောင်မင်းလို့ဒီထဲမှာသူပြောသွားတာကတိမ်မြေကိုပေါ့နော်ဒါမာတုကာမတွေဝင်လို့မရဘူးလို့ပြောသွားပါတယ်ဒီတိမ်ကြီးဆိုအဲ့ဒီဟာကိုဇင်တို့ကပေါ့နော်အနေကင်းအောင်ဆိုပြီးတော့ဟိုတွားပြီးတော့ဆောင်းလိုက်မိရဲဆိုလို့ရှိရင်ဒီတိမ်ပနဲ့စိုက်တဲ့နေရာကတိမ်ပနဲ့ရှိတဲ့နေရာတိမ်မြေပဲဗျာအဲ့ဒီတော့ဒီမှာထားလိုက်ဆိုတာတိမ်ပရဝင်းဖြစ်သွားမှာပေါ့အဲ့လိုသဘောတရားကြီးဖြစ်သွားမှာအဲ့လိုဖြစ်သွားလို့ရှိရင်အဲ့တော့အဲ့ဒီတိမ်မြေကိုအဲ့ဒီတော့မိန်းကလေးတွေနေတယ်ဆိုလို့ရှိရင်အဲ့ဒီရေးကြည့်မှာတိမ်ပရဝန်ထဲမှာမိန်းကလေးတွေနေတယ်ဆိုလို့ရှိရင်တဲ့အန်ဒီတို့ကငရဲကြီးမှာတဲ့နော်အဲ့လိုမျိုးတွေဖြစ်မှာပြီးရင်ဒီတိမ်တွေမှာတိမ်ပနက်တွေမှာဆိုရင်ဘာတွေစောင့်ရှောက်လဲဆိုတိမ်ပနက်တွေထားရဆိုဒီမှာအဆောင်ရှောက်ထားတာပေါ့တိမ်လို့ဖို့အတွက်ဆိုရင်နဂါးဆောင်းတာရှိတယ်အရှိမဆိုဘူးနှကောင်ဆောင်းတာရှိတယ်ဖေရရဲ့ဒီခေါင်းရင်းဘက်အချမ်းမှာဆိုလို့ရှိရင်နဂါးတွေဆောင်းတာရှိတယ်ဒီအဲ့လိုတိမ်မှာဒီလိုအဆောင်နေရှိတယ်လို့သူပြောပါတယ်โอเคအဲ့လိုမျိုးပေါ့အဲ့တော့ကြောင့်မလို့ဒီလိုမျိုးဒီလိုဆောင်းလိုက်လို့ရှိရင်ကျတော့ငရေကြည့်တာကိုပြောရမယ်ဆိုကောင်းတယ်မကောင်းဆိုတော့ငရေကြည့်တကယ်လို့မကောင်းဆိုးတွေဝင်ပူးလာတယ်ဆိုလို့ရှိရင်အဲ့တိမ်ပနက်နဲ့သူတို့ကောင်းထောက်လိုက်တယ်တင်လိုက်တယ်ဆိုတော့အဲ့မကောင်းဆိုးကမပူးနိုင်လို့ပြန်ထွက်ပြေးသွားရှိတယ်။ဘာလို့ထွက်ပြေးသွားလဲဆိုတော့ဒီမှာကဒီတိမ်ပနက်မှာတချို့ဆိုဘလူးဆောင်ရှိတယ်။ဘာကြောင့်ငကားဆောင်ရှိတယ်ပေါ့။သူ့ရဲ့ဒီအရှိအနောက်တောင်ဘက်မှာရိုက်တဲ့တိမ်ပနက်နဲ့ဆိုင်နေပေါ့နော်။အဲ့လိုမျိုးအဲ့ကြောင့်မလို့တိမ်ပနက်ကမထားသင့်ဘူး။အိမ်မှာတိမ်ပနက်ကျတော့သူ့ကြောင်းမှာပဲရှိတင်တယ်။အဲ့ဒါပြောချင်တာ Okayအဲ့တော့တိမ်ပနက်ကအိမ်မှာထားတဲ့နဲ့မထားတဲ့နဲ့ဆိုတာတွေကိုကျွန်တော်ဒီနေ့မှာဆွေးနွေးသွားမှာမဟုတ်ပါဘူးကျွန်တော်ခုနကပြောခဲ့တဲ့အချက်လေး၃ချက်ကိုပဲကျွန်တော်ဆွေးနွေးသွားမှာပါဒါကပေါ့နော်သူပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်တိမ်ထဲကို main ကလေးတွေမဝင်ရင်ကောင်းဘူးပေါ့နော်အဲ့တော့ဒီအိမ်မှာဒီအိမ်ကတိမ်ဖြစ်သွားတဲ့အတွက်ဒီအိမ်ထဲမှာ main ကလေးတွေရှိနေတာကအန်ဒီတို့ကငရဲကြီးတယ်ဆိုတဲ့အချက်ရဲ့နောက်တစ်ခုကတိမ်မှာဒီတိမ်ပနက်မှာဒါမှမဟုတ်တိမ်ချတိမ်မှာပေါ့နော်ဒီသူပြောချင်တဲ့အဓိပ္ပာယ်ကတိမ်မှာချထားတဲ့ငုတ်တိုင်လေး၄ခုဒါမှမဟုတ်တိမ်ရဲ့အရှိမှာဘလူးဆောင်နေပေါ့တိမ်ရဲ့အနောက်မှာနဂါးဆောင်နေဆိုတဲ့ပုံစံမျိုးနောက်ကပနက်နှစ်ခုမှာရှေ့ကပနက်နှစ်ခုမှာဘလူးဆောင်နောက်ကပနက်နှစ်ခုမှာနဂါးဆောင်နေဆိုတဲ့ပုံစံမျိုးပြောချင်တာပေါ့နော်အဲ့ဓာတွေကမှန်လားမှားလားကိုကျွန်တော်သုံးသပ်ပြတာထက်ပေါ့နော်အရှင်အဘိယလင်္ကာရရှင်းပြထားတဲ့ဗီဒီယိုလေးနဲ့ပဲကျွန်တော်ဖွင့်ပြခြင်းပါတယ်အဲ့ဗီဒီယိုလေးကိုတစ်ချက်ကြည့်လိုက်ရအောင်ပေါ့နော်တိမ်မှာမိန်းကလေးတက်ရှင်လောက်ကောင်းပါလားဗျာလောက်ကောင်းပါတယ်ဦးဇင်းတို့မြန်မာကလေဒါလည်းဟိန္ဒူယူဆတွေပေါ့နော်ဟိုတိမ်ဆိုတာကိုအရင်မြင့်မြတ်တဲ့နေရာတစ်ခုလို့သတ်မှတ်လိုက်တယ်မြင့်မြတ်တဲ့နေရာတစ်ခုသတ်မှတ်တော့တိမ်တက်ကအမျိုးသမီးမဝင်ကောင်းဘူးဆိုတာတို့ခုနတို့တန်ရှင်းမလို့ကောင်းဘူးဖြစ်ကုန်တယ်တိမ်ဆိုတာဘာမှမဟုတ်ပါဘူးတန်ဃာတွေကန်ဆောင်တဲ့နယ်နိမိတ်တစ်ခုပဲဘာမှမဖြစ်ဘူးအဲ့တော့တိမ်တက်ကိုဝင်ပြီးတော့တပြက်စီလဲတာကြမ်းတိုက်တာပိုးတော့ကုသတော်ပူရပါသေးတယ်နော်လောက်ကောင်းပါတယ်အမျိုးသမီးတွေဝင်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးဒါဆရာတော်ကြီးတွေလည်းအချိန်ချင်းပြောနေကြဘာလို့လဲဆိုတော့ရာဇဂျုံမြို့တစ်မြို့လုံးကိုတိမ်သမုတ်ထားတာလေရာဇဂျုံမြို့တစ်မြို့လုံးဟာ
အရှင်သာရိပုတ္တရာကိုတော်တိုင်တိတ်သမုတ်ထားတာမဟာအဲ့တော့ဒီတိမ်ထဲမှာလူတွေအိမ်ထောင်ပြုတာမွေလုပ်နေကြတာပဲလေကုသီတွေပါအိမ်သားတွေကျွေးနေတူးပြီးတော့စွန့်နေကြတာပဲအကြီးကြီးတွေစွန့်နေကြတာပဲနော်အဲ့တော့တိမ်ဆိုတာကလူတွေဝင်ထွက်သွားတာဘာမှမဆိုင်ပါဘူးတန်ဃာတွေကန်ဆာဖို့နယ်နိမိတ်တစ်ခုသတ်မှတ်လိုက်တာပဲရှိတာပါဘာမှမဖြစ်ပါဘူးတကယ်ကြတော့အခုဒီမြို့ဟာလည်းတိမ်ပဲဒီမြို့ထဲမှာလူတွေနေနေကြတာပဲဒီမြို့ဟာတိမ်ပဲနော်ဟိုကြောက်တိုင်လေး၄တိုင်ဆောက်လိုက်မှတိမ်မဟုတ်ဘူးဒီမြို့လဲတိမ်ရွာလဲတိမ်ပဲနော်တိမ်ပဲလူတွေကဟိုကြောက်တိုင်လေးစိုက်လိုက်ပြီးခါမှာအစာအိုးဆောက်လိုက်မှတိမ်လို့ထင်နေကြတာဒီမြို့ဟာဒါတိမ်ပဲတကယ်တော့နော်အဲကြောင့်လူတွေဝင်ထွက်သွားလာမြို့သမီးတွေဝင်ထွက်သွားလာရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဗျာတိမ်ဆိုတာဒါဆရာတို့ရှင်းပြသွားတဲ့အထဲမှာဆိုလို့ရှိရင်ဒါတိမ်ဆိုတာကကျွန်တော်တို့ရာဇဂိုမျိုးကြီးတစ်မျိုးလုံးတော့တိမ်လို့သတ်မှတ်ထားတာပေါ့နော်သတ်မှတ်ထားတဲ့အထဲမှာဆိုလို့ရှိရင်လင်းယူတာမွေလုံတင်တဲ့သူတွေဒါကျင်ကြီးကျင်ငယ်စွန့်တဲ့သူတွေပေါ့နော်ဒါရဲ့အညစ်အကြေးတွေစွန့်တဲ့သူတွေလည်းရှိကြတာပဲပေါ့နော်ဒါအဲ့ဒီအတွက်ဒီတိမ်ထဲကိုမဝင်ရဘူးဆိုတဲ့သတ်မှတ်ချက်မရှိပါဘူးပေါ့နော်ဒါပထမဦးဆုံးအချက်ကိုကျွန်တော်တို့ပြောလိုက်တာဒုတိယတစ်ချက်အနေနဲ့တိမ်ထဲမှာ main ကလေးတွေနေမယ်ဆိုလို့ရှိရင်လည်းဒီပထမတစ်ချက်ကိုဒုတိယတစ်ချက်ကိုပါသွားတာပေါ့နော်တိမ်ထဲမှာ main ကလေးနေမယ်ဆိုလို့ရှိရင်ငရဲကြီးရယ်ဆိုတာလည်းမဖြစ်နိုင်ပါဘူးသူကကုသိုလ်တော်ပူရသေးတယ်ဒါတိမ်ကိုတန်ရှင်းမှုလုပ်ပြီးလို့ရှိရင်ကုသိုလ်တော်ပူရသေးတယ်ဆိုပြီးတော့ဒါဆရာတော်ကပြောသွားတာပေါ့နော်နောက်တစ်ချက်ကကြတော့နောက်ဆုံးတစ်ချက်ကတိမ်မှာဘလူးဆောင်နေပါညာဆိုတဲ့အချက်ပေါ့နော်တိမ်ကိုဘလူးဆောင်နေငကားဆောင်နေဆိုတာတွေဟုတ်မဟုတ်ဆိုတာကကြတော့ကျွန်တော်ဘာနဲ့ရှင်းပြခြင်းလဲဆိုရင်ဒီမှာပေါ့နော်ဒီမှာဝိတုံကာမတိမာဝိနိစီယဆိုရဲပေါ့နော်ဒါတိမ်နဲ့ပတ်သက်တဲ့တိမ်အမျိုးမျိုးဒီမဟာသီကကျမ်းတွေကပေါ့နော်ဒါတွားလေ့လာလို့ရပါတယ်ဒီထဲမှာဆိုလို့ရှိရင်တိမ်ကိုဘာဆောက်နေညာဆောက်နေဆိုတာမျိုးကျွန်တော်မဖက်ရဘူးမတွေ့ရဘူးပေါ့နော်ဒီကျမ်းတွေကိုကျွန်တော်စာအုပ်ဒီတောက်ဝယ်ပြီးဖတ်မယ်ဆိုလဲဖတ်ပေါ့နော်ဒါကတော့ကျွန်တော်ကတော့ Wikipedia မှာတင်ထားတဲ့ဟာကိုကျွန်တော်ဖတ်တာပေါ့နော်ဖတ်ကြည့်တဲ့ချိန်မှာလဲဒါကြာပါပြီကျွန်တော်ဖတ်ထားတာပေါ့နော်ဆိုတော့အဲ့ထဲမှာလေတိမ်ကိုဘာဆောက်ပါတယ်ညာဆောက်ပါတယ်ဆိုတာတော့မပါဘူးလောကီပညာဘက်ကနေပြောမှဆိုလို့ရှိရင်ဒီသူပြောသလိုပေါ့နော်တိမ်ပနက်နဲ့ကျွန်တော်တို့ခေါင်းကိုထိလိုက်လို့ရှိရင်တရေတွေတောင်မနေနိုင်ဘူးဆိုတာကဒါကတိမ်ဆိုတဲ့သဘောတရားကတန်ဃာတော်တွေကန်ဆောင်တဲ့နေရာပေါ့နော်အဲ့တိမ်ဆောက်တဲ့နေရာမှာပနက်ရိုက်တဲ့ဒီပနက်ကတိမ်အတွက်တိမ်သမုတ်ပြီဆိုလို့ရှိရင်တိမ်သမုတ်တဲ့အချိန်ကျရင်တန်ဃာတော်တွေရဲ့ရွတ်ဖတ်ရတဲ့ဟာတွေရှိတယ်ဒီနေရာဒီရပစ္စည်းဖြစ်တဲ့အတွက်ပေါ့နော်ဒါခုနပြောလို့ပေါ့နော်သူပြောသွားတယ်လို့ပဲတိမ်ဝင်ပတိဟာလားတိမ်ဝင်ဒါဆိုလို့ရှိရင်တိမ်ပနက်ဆိုတာလည်းဒါတိမ်ဝင်တဲ့ပုံစံမျိုးပဲပေါ့နော်အဲ့တော့ဒီပစ္စည်းတွေကြောင့်ဒါကဖရာရဲ့တရားတော်တွေထုံမွှန်းနေတယ်ပေါ့နော်ဂါထာတော်ဒါမှမဟုတ်လို့ရှိရင်ပရိတ်တော်ပဋ္ဌာန်းတော်တွေဒါမျိုးတွေထုံမွှန်းနေတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒါပရလောကသားတွေမကောင်းတဲ့မိစ္ဆာတွေကြောက်ကြတာလို့ကျွန်တော်အနေနဲ့တော့ယူဆတယ်ပေါ့နော်ဘာစောင့်နေညာစောင့်နေလို့တော့ဘယ်ကျမ်းထဲမှာမှကျွန်တော်မတွေ့ရပါဘူးအဲ့ဟာတွေတကယ်စောင့်နေဆိုလို့ရှိရင်လည်းကျွန်တော်ကိုကျွန်တော်မားတာမှန်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့comment ကနေလာပြီးတော့ဆွေးနွေးပေးလို့ရပါတယ်ကျွန်တော်ကိုလမ်းပြလို့ရပါတယ်တွင်တင်ပေးလို့ရပါတယ်ကျွန်တော်ရဲ့အမှားကိုထောက်ပြပေးလို့ရပါတယ်ကျွန်တော်ရှာကြည့်တလောက်တော့တိမ်ကိုဘယ်ဘလူးမှလည်းမစောင့်ပါဘူးဘယ်နဂါးမှလည်းမစောင့်ပါဘူးပေါ့နော်ဒါကတော့ဒါကကျွန်တော်အနေနဲ့ပေါ့နော်ဗုဒ္ဓဘာသာဝင်တွေပုရုဇဉ်လူတွေပေါ့နော်ဒါတရားနဲ့ဝေးတဲ့သူတွေစာဖတ်အားနည်းတဲ့သူတွေအတွက်ကိုလမ်းမှာအတိမှာအမှတ်မှာမဖြစ်စေရအောင်လို့ကျွန်တော်အနေနဲ့ကျွန်တော်လေးလာမိသလောက်ကျွန်တော်မြင်မိသလောက်လေးကို reaction လုပ်ပြခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘက်ကအမှားတစ်စုံတည်းပါခဲ့လို့ရှင်လဲကျွန်တော်ကိုပြန်လဲထောက်ပြပေးနိုင်ပါတယ်ဒါဆရာမလေးကိုလည်းကျွန်တော်အပြစ်ဆိုခြင်းမဟုတ်ပါဘူးလူတိုင်းကအမှားနဲ့မကင်းကြပါဘူးအဲ့တော့ဒီပုံမှာကျွန်တော်တို့က reaction ရဲ့ပေးခြင်းတဲ့ message ကတော့တိမ်နဲ့ကိုဒါ main ကလေးတွေဝင်လို့ရပါတယ်တိမ်ပစ္စည်းကိုလည်းအိမ်မှာစောင့်နှားလို့ဘာမှမဖြစ်ပါဘူးအန်နီရအောင်ပူကင်းနိုင်ပါသေးတယ်ပေါ့နော်ဆိုတော့ဒီတိမ်ပစ္စည်းကိုဟုတ်လားဒီတိမ်ပစ္စည်းကိုမှတခြားပေါ့နော်နီလန်းနေနဲ့
တလွဲနီလန်းနေတုံးထားတာမျိုးရှိတယ်ဆိုရင်တော့မပြောတတ်ဘူးပေါ့နော်ဒါတိမ်ဝင်ပစ္စည်းကိုဒီတိုင်းပဲတန်တန်ပြန်ပြန်နဲ့ဘုရားရှင်ပေါ်တင်ပြီးပူဇော်ထားရတာဆိုလို့ရှိရင်တော့ဒီပစ္စည်းကဆောင်းကောင်းတယ်ဆိုတဲ့အရာလေးကိုတော့ကျွန်တော်မြင်မိပါတယ်အားလုံးပဲကျွန်တော်ရဲ့သုံးသက်ချက်လေးကိုမှားရင်းတာရှိရဆိုလို့ရှိရင်လည်းကျွန်တော်ကို comment မှာတုံတင်ဆုံးမှာပေးပါတကယ်လို့လိုက်ခံတယ်နောက်ထပ်ဒီလို reaction လေးတွေလုပ်စေချင်တယ်ဆိုလို့ရှိရင်လည်း comment မှာကျွန်တော်ကိုလာပြီးတော့အသိပေးကြပါအားလုံးပဲနောက် video တွေမှာပြန်တွေ့ပါမယ်